ဒီလက္ခဏာတွေကိုလစ်လျူရှုမိရင်ဥမာကြီးကင်ဆာဖြစ်နိုင်ပါတယ်။အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုလေးမှာတော့ဥမာကြီးကင်ဆာရဲ့ယောဂလက္ခဏာတွေဘယ်လိုလူတွေမှာအဖြစ်များလဲဆိုတာနဲ့မဖြစ်အောင်ဘယ်လိုကာကွယ်ရမလဲဆိုတာတွေကိုကျန်းမာရေးဘုဒ္ဓနာအနေနဲ့ဝေမျှပေးသွားမှာဖြစ်ပါတယ်။ဥမာကြီးကင်ဆာရဲ့ယောဂလက္ခဏာကဘာတွေလဲဆိုလို့ရှိရင်နံပါတ်1ချက်အနေနဲ့ဝမ်းသွားတဲ့အလေးအကျင့်ပြောင်းသွားတာဖြစ်ပါတယ်။ပုံမှန်ဝမ်းသွားနေကြပုံစံမျိုးမဟုတ်တော့ဘဲနဲ့ပုံမှန်ထက်ပိုပြီးတော့ဝမ်းချုပ်တာမျိုးဝမ်းလျှော့တာမျိုးစသဖြင့်ဒီလိုမျိုးဖြစ်လာတယ်ဆိုလို့ရှိရင်ဥထဲမှာပြဿနာရှိနေနိုင်ပါတယ်သတိထားသင့်ပါတယ်နံပါတ်2ချက်အနေနဲ့ကတော့ဝမ်းသွားတဲ့အခါမှာသွေးပါခြင်းပဲဖြစ်ပါတယ်မပေါ်စားသင့်ပါဘူးသတိထားသင့်ပါတယ်နံပါတ်3ချက်အနေနဲ့ကတော့ဝမ်းသွားပြီးတဲ့အခါမှာမပြီးသလိုခံစားရတာပေါ့နော်။ဝမ်းကြံနေတယ်လို့မျိုးခံစားရတယ်ဆိုလို့ရှိရင်ဥထဲမှာပုံမှန်မဟုတ်တဲ့အလုံးကျိတ်တွေရှိနေနိုင်ပါတယ်။တတိထားသင့်ပါတယ်မပေါ်စားသင့်ပါဘူး။နံပါတ်4ချက်အနေနဲ့ကတော့ဒီဥမာကြီးရှိရဲ့ bite တွေbite တစ်ဝိုက်မှာပေါ့နော်။မအီမလဲခံစားရတာပြည့်ပြီးတော့တင်းကျပ်နေတယ်လို့ခံစားရတာစသဖြင့်ဒီလိုမျိုးယောဂလက္ခဏာလည်းခံစားရတတ်ပါတယ်။နံပါတ်5ချက်အနေနဲ့ကတော့ကိုယ်လေးချိန်ကျဆင်းသွားခြင်းဖြစ်ပါတယ်။ဝိတ်ချနေတဲ့သူမဟုတ်ဘဲနဲ့ပုံမှန်ဝိတ်ကြဖို့ကြိုးစားနေတဲ့သူမဟုတ်ဘဲနဲ့ဘာကြောင့်မှမသိဘဲနဲ့ကိုယ်လေးချိန်ကျဆင်းသွားတာမျိုးလည်းကြုံရနိုင်ပါတယ်။နံပါတ်6ချက်အနေနဲ့ကတော့သွေးအားနေတာမျိုးပင်ပန်းတယ်လို့အားမရှိတယ်လို့ခံစားရတာမျိုးစသဖြင့်ဒီလိုယောဂလက္ခဏာတွေလည်းခံစားရတတ်ပါတယ်။အဲ့တော့ဘလို့လူတွေမှာအဖြစ်များလဲဆိုလို့ရှိရင်တော့အသက်45နှစ်နဲ့အထက်လူတွေမှာတတိထားတဲ့ပါတယ်အသက်45နှစ်ကျော်လာပြီဆိုလို့ရှိရင်ပုံမှန်စစ်ဆေးတာမျိုးအခုပြောပြပေးခဲ့တဲ့ယောဂလက္ခဏာတွေရှိတယ်ဆိုလို့ရှိရင်စစ်ဆေးတာမျိုးဆရာဝန်နဲ့ပြသတာမျိုးလုပ်သင့်ပါတယ်အသက်45နှစ်ကျော်လို့ရှိရင်ဖြစ်နိုင်ခြေရှိပါတယ်နံပါတ်2ချက်အနေနဲ့ကတော့မိသားစုထဲမှာယောဂရာဇဝင်ရှိတဲ့သူဆိုလို့ရှိရင်လည်းဖြစ်နိုင်ပါတယ်နံပါတ်3ချက်အနေနဲ့ကတော့အသီးရွက်စားတာနည်းတဲ့သူတွေပေါ့နော်ပြီးတော့နောက်တစ်ခုက ready made စားတွေ processed food တွေပေါ့နော်ဒီ ready made ဒီအသင်းစားခောက်ဆွဲကြောက်တွေစသဖြင့်ဒီ sausage လိုမျိုးဟာတွေဒါမျိုးတွေကိုစားသုံးတာများတဲ့သူအလွန်မင်းကြိုက်တဲ့သူဆိုလို့ရှိရင်တော့ဖြစ်နိုင်ခြေပိုပြီးတော့များပါတယ်နံပါတ်4ချက်အနေနဲ့ကတော့အဝလွန်တဲ့သူပေါ့နော်ကိုလက်လှုပ်ရှားအားနေတယ်နေ့စဉ်လေ့ကျင့်ခန်းမလုပ်တာမျိုးကိုလက်လှုပ်ရှားဖို့အားနေတယ်ခန္ဓာကိုယ်လေ့ကျင့်အဝလွန်နေတဲ့သူတွေမှာဆိုလို့ရှိရင်လည်းဖြစ်နိုင်ခြေပိုပြီးတော့များပါတယ်နံပါတ်5ချက်အနေနဲ့ကတော့စိတ်လိမ့်တဲ့အရက်ကိုအလွန်မင်းတောက်သုံးတဲ့သူတွေမှာဆိုလို့ရှိရင်လည်းဖြစ်နိုင်ခြေရှိပါတယ်အဲ့တော့ဥမာကြီးကင်ဆာကိုမဖြစ်အောင်ဘယ်လိုကာကွယ်ရမလဲဆိုလို့ရှိရင်နံပါတ်1ချက်အသီးရွက်တွေကိုတက်နိုင်တဲ့များများစားပေးပါအစားစားတဲ့အခါမှာအသီးရွက်ပအောင်ရွေးစားပေးပါအသီးရွက်များများစားဖို့အတွက်တိုက်တွန်းချင်ပါတယ်နံပါတ်2ချက်အနေနဲ့ကတော့ခန္ဓာကိုယ်အလေးချိန်အဝမလွန်အောင်တတိထားပါပြီးတော့နေ့စဉ်ကိုလက်လှုပ်ရှားလေ့ကျင့်ခန်းလေးကိုနိုင်ဝက်သို့မဟုတ်45မိနစ်လောက်အနည်းဆုံးအချိန်ပေးပြီးတော့လုပ်ပါနံပါတ်3ချက်အနေနဲ့ကတော့ခန္ဓာကိုယ်အလေးချိန်ကိုသေချာလေးထိန်းပေးပါနံပါတ်4ချက်အနေနဲ့ကတော့ဆက်လက်အရက်တောက်တတ်တဲ့သူဆိုလို့ရှိရင်လည်းတက်နိုင်ဆုံး short တောက်ပါအကောင်းဆုံးကတော့ဖြတ်နိုင်တယ်ဆိုလို့ရှိရင်ဆက်လက်အရက်ဖြတ်နိုင်အောင်ဖြတ်ဖို့ကြိုးစားပါနံပါတ်5ချက်အနေနဲ့ကတော့ကျွန်တော်ပြောပြပေးခဲ့တဲ့ယောဂလက္ခဏာတွေကနေပြီးတော့တန်တရားရှိတယ်လို့ထင်ရင်အမြန်ဆုံးဆရာဝန်နဲ့ပြတာပါစစ်ဆေးဖို့ခံယူပါတကယ်လို့အဆင်ပြေမယ်ဆိုလို့ရှိရင်အစာအိမ်မှန်ကြောင်းကြည်တာမျိုးစသဖြင့်ကျွန်တော်တို့ကစောစီစီကုသမှုခံယူဖို့လိုအပ်ပါတယ်အဲ့တော့ကျွန်တော်ပြောပြပေးခဲ့တဲ့ကာကွယ်လို့ရတဲ့အချက်5ချက်ကိုတေချာလေးလိုက်နာမှာကောင်းမွန်တဲ့အလေးကျင့်လေးတွေကိုတိဆောက်ပါဒီရများစားပါနေ့စဉ်ကိုလက်လှုပ်ရှားလေ့ကျင့်ခန်းလုပ်ပါခန္ဓာကိုယ်လေ့ကျင့်မတတ်အောင်ဝေထိတ်မှာစစ်လေအရက်ကိုတက်နိုင်ဆုံး short တောက်ပေးပါတန်တရားရှိတယ်လို့ထင်ရင်အမြန်ဆုံးဆရာဝန်နဲ့ပြတာပါအခုလိုမျိုးကောင်းမွန်တဲ့လေ့ကျင့်တွေကိုတိဆောက်မယ်ဆိုလို့ရှိရင်လည်းတိဆောက်မယ်ဆိုတဲ့အကြောင်းကို comment မှာရေးပေးခဲ့လို့ရပါတယ်အဲ့တော့ကျွန်တော်အခုဝေမျှပေးခဲ့တာလေးတွေကကိုယ့်အတွက်ဘုဒ္ဓတရတဲ့အသိပညာတစ်ခုခုရတယ်လို့ထင်ရင် like လုပ်ခဲ့လို့ရပါတယ်အသေးပေးခဲ့လို့ရပါတယ်တခြားသူတွေမိတ်ဆွေတငယ်ချင်းတွေသိရအောင်လည်းဝေမျှပေးခဲ့ကြပါဦးအားလုံးပဲကျန်းမာသောခန္ဓာချမ်းသာသောဘဝတွေကိုပိုင်ဆိုင်နိုင်ကြပါစေနောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်ကျေးဇူးပါ